မင်္ဂလာပါ Talent Management Module မှာပါဝင်တဲ့ feature တွေအကြောင်းကိုရှင်းပြပေးချင်ပါတယ်။ Talent Management မှာဆိုလို့ရှိရင်တော့ Attendance Tracking အပိုင်းတွေ Operation Request လုပ်တာတွေ Leave နဲ့ Overtime Management အပိုင်းတွေပါဝင်ပါတယ်။ Attendance Tracking မှာဆိုလို့ရှိရင်တော့နေ့စဉ်ရုံတက်ရုံဆင်းစာရင်းတွေကိုကြည့်လို့ရတဲ့ Attendance File ဝန်ထမ်းတွေကိုတစ်လစာ Duty Roster ဆွဲတဲ့ Duty Roster File နောက်တစ်ခုကတော့ဝန်ထမ်းတွေရဲ့နောက်ကျတဲ့အချိန်တွေ late minute တွေကိုကြည့်လို့ရတဲ့ penalty file တွေပါဝင်တယ်။နောက်ထပ်တစ်ချက်အနေနဲ့ကတော့ဝန်ထမ်းတွေရဲ့နေ့စဉ် activity report တွေကို HR admin အနေနဲ့ပြန်လည်ကြည့်ရှုလို့ရတဲ့ file တွေပါဝင်ပါတယ်။ Operation Request အပိုင်းမှာဆိုလို့ရှိရင်တော့ဝန်ထမ်းတွေတင်ထားတဲ့ခွင့်စာရင်းတွေ overtime request တွေ movement request တွေကိုကြည့်ရှုလို့ရမှာဖြစ်ပါတယ်။နောက်ထပ်တစ်ခုအနေနဲ့ကတော့ leave and overtime management ဆိုပြီးပါဝင်ပါတယ်။ request လုပ်ထားတဲ့ leave တွေ approve ဖြစ်ထားတဲ့ leave တွေကိုနေ့စဉ်ကြည့်ရှုလို့ရတဲ့ခွင့်စာရင်းတွေလစဉ်ကြည့်ရှုလို့ရတဲ့ခွင့်စာရင်းတွေပါဝင်ပါတယ်။နောက်ပြီးတော့ overtime တွေအချိန်ပိုဆင်းထားတဲ့စာရင်းတွေအသေးစိတ်ပြန်လည်ကြည့်ရှုဖို့အတွက်စာရင်း list တွေပါဝင်တယ်။နောက်ကဝန်ထမ်းတွေရဲ့ခွင့်လက်ကျန်ပေါ့နော်ခွင့် balance တွက်တဲ့အပိုင်းတွေပါဝင်တယ်။လိုအပ်ရင်ခွင့်ကိုပြန်ပြီးတော့ adjust လုပ်တဲ့အပိုင်းတွေလည်းပါဝင်ပါတယ်။